နန်းတော်ရင်မြင်တစ်ခုလုံးဓာချင်းခတ်တန်များနဲ့ဆူညံ့နေတယ်အမတ်ကြီးရဲ့တပ်သားများကဝိုင်းဝန်းတိုက်ခိုက်တော်လေတီဟသူရဲ့ဓာချက်တွေဟာလျက်စီးကဲ့သို့မြန်ဆန်နေတယ်သို့တော့အင်အားချင်းကမမျှပဲအဲ့ဒီချိန်မှာဘယင်မပန်ထွားဟာရွှေဓားမြောင်ကိုမြောက်ကကျွေးကြော်လိုက်တယ်ပကံပြည်ရဲ့စစ်တီတော်တို့တင်တို့တိုင်းပြည်ရောင်းစားမဲ့အမတ်ကြီးကိုတစ္ဆာခံရမှာလားဒါမှမဟုတ်တိုင်းပြည်ကိုကာကွယ်နေတဲ့ငါ့ကိုလားတစ္ဆာရှိသူတွေငါ့နဲ့အတူတိုင်းပြည်ကိုကာကွယ်ကြလို့ဘယင်မရဲ့ပြတ်သားတဲ့အထံကြောင့်နန်းတွင်းကိုရံတော်တွေဟာအမတ်ကြီးရဲ့လူယုံတော်တွေကိုပြန်လည်တိုက်ခိုက်ကြပါတော့တယ်အမတ်ကြီးဟာအခြေအနေမကောင်းတော့တဲ့အထက်ထွက်ပြေးဖို့နန်းတော်နောက်ဖက်ကိုတွားနေစဉ်တီဟသူကလမ်းခုလက်ကနေပိတ်ဆို့လိုက်တယ်မင်းလို့တာမန်စစ်တီတယောက်ကဘာလုံးနိုင်မှလဲလို့အမတ်ကြီးကအော်ဟစ်ရင်ဓားကိုဆွဲထုတ်လိုက်တယ်တီဟသူရဲ့မျက်ဝန်းတွေကအေးဆက်နေတယ်ကျွန်ုပ်ကတာမန်စစ်တီတယောက်မဟုတ်ဘူးတိုင်းပြည်နဲ့ဘယင်မရဲ့တစ္ဆာတော်ကိုစောင့်ရှောက်တဲ့ဓားတလပဲလို့ပြောပြီးတိုက်ခိုက်လိုက်တယ်အမတ်ကြီးရဲ့ဓားဟာလွင့်ထွက်သွားတယ်တီဟသူရဲ့ဓားသွားဟာအမတ်ကြီးရဲ့လေပင်ကိုရောက်ရှိသွားတယ်ဒါပေမဲ့တီဟသူမတတ်ခဲ့ဘူးသူဟာဘယင်မရဲ့စီရင်ချက်ကိုသာစောင့်ဆိုင်းခဲ့တယ်နောက်တစ်နေ့နန်းရင်ဖေမှာအမတ်ကြီးနဲ့သူ့ရဲ့အပေါင်းအပါတွေကိုဒူးထောက်စေခဲ့တယ်ပန်ထွာဘယင်မဟာအမတ်ကြီးမင်းရဲ့လောဘကတိုင်းပြည်ကိုတွေးဆွေးခဲ့ပြီဒါကြောင့်မင်းကိုဒီနေ့ကစပြီးတိုင်းပြည်ကနေပြည်နှင်းတန်ပေးလိုက်သည်လို့စီရင်ချက်အပြီးမှာနန်းတော်ကြီးတစ်ခုလုံးငြိမ်သက်သွားခဲ့တယ်အမောင်ထူးတွေကွဲပြောက်သွားတဲ့နောက်မှာတော့ပကံနန်းတော်ကြီးဟာအေးချမ်းသာယာနေခဲ့တယ်နန်းတော်ရဲ့စင်ကြောင်လမ်းပေါ်မှာဘယင်မပန်ထွာနဲ့တီဟသူတို့နှစ်ယောက်တည်းရှိနေကြတယ်ဘယင်မပန်ထွာဟာတီဟသူတင်ဟာငါရဲ့အသက်ကိုကယ်ခဲ့တယ်ငါရဲ့တိုင်းပြည်ကိုလည်းကယ်တင်ခဲ့တယ်အခုငါရဲ့နှလုံးသားကိုရောမင်းကာကွယ်ပေးနိုင်မလားလို့ပြောလိုက်တဲ့အချိန်မှာတော့တီဟသူဟာဘယင်မရဲ့ရှေ့မှာဒူးထောက်လိုက်ပြီးအရှင်မကျွန်ုပ်ရဲ့တစ္ဆာတော်ဟာတင်ရှိရာအရက်မှာလည်းအမြဲရှိနေမှာပါတင်ဟာဘယင်တစ်ပါးအနေနဲ့တိုင်းပြည်ကိုအုပ်ချုပ်ပါကျွန်ုပ်ကတော့တင်းနောက်ွယ်မှာအရေးတစ်ခုအနေနဲ့ထာဝရစောင့်ရှောက်နေပါမယ်လို့ဂတိပြုလိုက်တယ်သူတို့နှစ်ဦးဟာလက်ထပ်ထိမ်းများခြင်းထက်ပိုမိုခိုင်မာတဲ့တစ္ဆာတရားနဲ့ချီနှောင်လိုက်ကြတယ်